Sunset တိဆောက်ခြင်းနဲ့ဒါပေမဲ့ design နဲ့ flow ပိုင်းဆိုင်ရာအတွက်စဉ်းစားခံနေပါသလားနောက်တစ်ချိန်မှာကိုယ့်ရဲ့ကိုယ်တော်နေစက်ယုံနေဒါတွေကိုပြောင်းရွှေ့လို့ရှိရင်ဒီစက်တွေကိုအစအဆုံးပြန်ဖြတ်ရမှာကိုစိတ်ပူနေသလားဘတ်ဂျက်ဘယ်လောက်ကြာမလဲတိတိကျကျတွက်ချက်ဖို့အတွက်အခက်အခဲတွေရှိနေလား contractor တွေအများကြီးကိုလိုက်လံစီမံဖို့ကိုယ့်ရဲ့အဖို့တန်အချိန်တွေကိုပေးနေရအောင်မလားတိဆောက်ပြီးသွားရင်ရော after sale service အတွက်စိတ်ပူနေရမှာဒီလိုမျိုးအခက်အခဲတွေအားလုံးအတွက်စိတ်ပူစရာမလိုတော့ပါဘူး Agro Land ကနေပြီးတော့လိုအပ်ချက်တွေအားလုံးကိုအစအဆုံးဖြည့်ဆည်းပေးဖို့ complete service turnkey service ကြီးရှိနေပြီဖြစ်ကြောင်းသတင်းကောင်းပါပြစေကျမတို့ Agro Land ကဒီ turnkey service ကြီးကိုဘယ်လိုမျိုးအစအဆုံးတာဝန်ယူပြီးတော့ဆောင်ရွက်ပေးနေလဲဆိုတာကိုအခုလက်တွေ့အောင်မြင်စွာလက်ပတ်နေပြီဖြစ်တဲ့ဒီ sensor ကြီးထဲမှာလိုက်လံပြီးတော့ပြသပါမယ်သွားကြည့်လိုက်အောင်ရှင်အခုဆိုလို့ရှိရင်တော့ဒါကျမတို့ Agro Land ကနေပြီးတော့အစအဆုံးတာဝန်ယူပြီးတော့တိစောက်ပေးခဲ့တဲ့ Sunset ကြီးတဲ့ကိုရောက်ရှိနေရပါစက်ရုံတရုံအတွက်အရေးအကြီးဆုံးဖြစ်တဲ့ design layout plan တွေနဲ့လုပ်ငန်းစဉ်တွေအားလုံးကိုချောမွေ့စေဖို့အတွက် flow chart တွေကိုကျမတို့ Agro Land ကနေပြီးတော့ပဲမြေပြင်အနေအထားနဲ့အကိုက်ညီဆုံးဖြစ်အောင်လို့အစအဆုံးတွက်ချက်ပြီးတော့စီစဉ်ဆောင်ရွက်ပေးခဲ့တာပါဒါကြောင့်မလို့ budget တွက်ချက်တဲ့အပိုင်းမှာလုံးဝတိကျသိကြစေပါတယ်ဒီစက်ရုံတစ်ခုရဲ့အသက်သွေးကြောလို့ဆိုနိုင်တဲ့ဒီ elevator တွေနဲ့ story tent တွေကိုဆိုလို့ရှိရင်လည်း Agro Land ရဲ့ကိုယ်ပိုင်စက်ရုံကနေပြီးတော့ဒါကျမတို့ထုတ်လုပ်ပြီးတော့တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ story tent ကဒါတန်40ဒီဆက်ပါတယ်ဒီ elevator ဆိုလို့ရှိရင်လည်းပြင်ပကလာတဲ့ဆန်တွေကို story tent တွေကိုအလွယ်တကူနဲ့ပေါ့နော်ဒါကျမတို့တက်တာစွာနဲ့ဒါအသုံးပြုနိုင်ဖို့အတွက်ဒီလိုမျိုးတက်ဆင်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီပစ္စည်းတွေကိုကြီးချင်းအဖြစ်တော့ကျမတို့ Agro Land ရဲ့ထုတ်လုပ်နိုင်စွမ်းအားနဲ့ပေါ့နော်အရေးအသွေးကိုလည်းမြင်တွေ့နိုင်မှာအသေးချပါပဲဒီ story tent တစ်ခုတည်းကနေတစ်ခုပြောင်းရွှေ့တဲ့အချိန်မှာလွယ်ကူအောင်လို့ဆောင်ရွက်ပေးတဲ့ဟောဒီအရေးအသွေးမြင့်ကွန်ပီယာဟာဆိုရင်လေကျမတို့ Agro Land ရဲ့စက်ရုံကနေပြီးတော့ပဲကိုယ်တိုင်ထုတ်လုပ်ပြီးတော့တက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးစနစ်တကျတွက်ချက်ပြီးတော့တက်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အနေနဲ့နောက်တစ်ချိန်မှာစက်ရုံနေရာရွှေ့ပြောင်းဖြစ်ခဲ့တယ်ဆိုရင်တော့မှစက်တွေကိုအစာအဆုံးပြန်ဖြတ်เสียမလိုဘဲနဲ့အလွယ်တကူရွှေ့ပြောင်းပြီးတော့တက်ဆင်နိုင်အောင်လို့စီစဉ်ပေးထားပါတယ်ရှင်ကျမတို့စက်ရုံကြီးတစ်ခုလုံးကိုပြသခဲ့ပြီးပြီဆိုတော့ဒီစက်ရုံကြီးကိုအဓိကလဲပတ်အောင်လို့ဆောင်ရွက်ပေးနေတဲ့ဟောဒီ power control panel ကိုလည်းလူကြီးမင်းတို့ကိုပြသပေးခြင်းပါတယ်ဒီ power control panel ကဆိုလို့ရှိရင်လည်းကျမတို့ Agro Land ကနေပြီးတော့အစအဆုံးဒီဇိုင်းဆွဲထားပြီးတော့တောင်းယူတက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီဘက်က PLC automation ရှိပါတယ်ဒီ PLC automation မှာဆိုရင်တော့စက်တရဲ့လဲပတ်မှုနဲ့ safety အတွက်ကိုဆိုရင်လည်း program တွေကို Agro Land ကိုယ်တိုင်တီထွင်ဖန်တီးပြီးတော့ထည့်သွင်းပေးထားတာဖြစ်ပါတယ်နောက် Oriba မှာရှိတဲ့စက်ရုံကြီးတစ်ခုချင်းစီက motor တွေစီကိုသွားနေတဲ့wiring system မှာဒီ system ကိုဆိုလို့ရှိရင်လည်း Agro Land ကနေပြီးတော့တာဝန်ယူပြီးတော့ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်ရှင်ဒီစက်ရုံကြီးတစ်ခုလုံးရဲ့ electrical ပိုင်း mechanical ပိုင်းဒါတွေအားလုံးကို Agro Land ကနေပြီးတော့တာဝန်ယူပြီးတော့ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်contractor တွေကိုအများကြီးလိုက်လံပြီးတော့ခေါ်ယူစီမံနေဖို့မလိုတော့ဘဲနဲ့ Agro Land တစ်ခုတည်းကနေပြီးတော့ turnkey service ကိုအစအဆုံးတာဝန်ယူပြီးဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်လူကြီးမင်းတို့ရဲ့အချိန်တွေကိုအများကြီးသက်သာစေပါတယ်ပြီးတော့တက်ဆင်ပြီးသွားပြီဆိုရင်လည်းစိတ်ချရတဲ့ after sale service တွေနဲ့အမြဲတမ်း Agro Land ကလူကြီးမင်းတို့အတွက်အသင့်ရှိနေပါမယ်ကျမတို့ Agro Land ကိုအခုပဲဆက်သွယ်လိုက်ပါရှင်Agro Land